mobile operating system ဆိုတာဘာလဲပေါ့နော် mobile operating system ဆိုတာကဖုန်းတိုင်းမှာပါတဲ့အခြေခံအကျဆုံး operating system တစ်ခုပဲဖြစ်တယ်ပေါ့ဒါဆို operating system ဆိုတာဘာလဲပေါ့ operating system ဆိုတာ hardware စက်ပစ္စည်းတွေနဲ့ software application တွေကြားကချိတ်ဆက်ပေးနေတဲ့ကောင်ကို operating system လို့ခေါ်တယ်အဲ့တော့ဖုန်းတိုင်းမှာ operating system ပါတယ် operating system အပြင်တခြားသော application တွေလည်းပဲအများကြီးသုံးလို့ရတယ်ဒီ Android တို့ iOS တို့မှာပေါ့နော်အဲ့တော့ mobile OS ဆိုတာဘာလဲအဓိက mobile phone တစ်လုံးကိုစပြီးတော့ဖွင့်လိုက်တာနဲ့ဒီမှာဆိုရင်စပြီးတော့တက်လာပြီမှာဆိုတော့ဒါ Google Pixel ရဲ့ဖုန်းဆို Google ဆိုပြီးစပြီး logo နဲ့တက်လာမီဆိုလဲမီဆို logo နဲ့စပြီးတက်လာဒါသူ့ရဲ့ mobile OS ပဲဒါ operating system ပဲအဲ့မှာဆိုရင်ဒါ Android ဆိုရင်ဒါ mobile operating system တစ်ခုပဲဖြစ်တယ်ပေါ့နော်သူ့မှာဆိုရင်စပြီးတော့တက်လာပြီဆိုတာနဲ့ပွင့်သွားမယ်ပွင့်သွား application လေးပေါ်လာမယ် application လေးတွေကိုနှိပ်တယ်ဆွဲတယ်ပုတ်တယ်ဒါဆို application တွေကိုဝင်သွားတယ် application တွေကပြန်ထွက်တယ်ဒါတွေအကုန်လုံးဘယ်သူကထိန်းချုပ်ပေးနေဘယ်သူကလုပ်ပေးနေရလဲဆိုတော့ဒီဖုန်းရဲ့ OS Android ဒါမှမဟုတ် iOS ကနေပြီးလုပ်ပေးနေရပါတော့အဲ့တော့ဒီမှာဆိုလဲကြည့်လို့ရတယ် user က application ကိုနှိပ်လိုက်တယ် operating system ကိုတစ်ဆင့်ရောက်သွားပြီ operating system က hardware ကိုအလုပ်ပေးလိုက်တယ် hardware ကနေမှာ operating system ကိုပြန်ပြီးတော့ပြန်ချိတ်တယ်အမှမှာ application ကသုံးလို့ရသွားတယ်ဒီပုံစံပေါ့နော်အဲ့တော့ function of mobile OS ပေါ့mobile OS ရဲ့အလုပ်ဒီကဘယ်သူတွေအတွက်လဲဆိုတော့ mobile OS က smartphone တွေ tablet တွေ personal digital assistant နဲ့တခြားသော device တွေ run လို့ရအောင်လုပ်ပေးနေရ mobile OS ရဲ့အဓိက function ပဲပြီးတော့သူကအစောကပြောတဲ့ရင်းမြစ်တွေပေါ့နော်ရင်းမြစ်တွေဖြစ်တဲ့ processor တို့ memory တို့ wifi တို့ bluetooth တို့တခြားသောပစ္စည်း hardware ပစ္စည်းတွေနဲ့ကိုယ့်ရဲ့ဒီ application ထဲမှာသုံးလို့ရအောင်ဂျားတွေကချိတ်ပေးနေအလုပ်ကိုလုပ်တာအဲ့တော့အဓိကနာမည်အကြီးဆုံး popular ဖြစ်ဆုံး mobile OS နှစ်မျိုးရှိရယ်အဲ့ဒါက Android နဲ့ iOS နဲ့အဲ့တော့ Android ကဘယ်ချိန်တုန်းကစပြီးပေါ်လာလဲဆိုတော့2008ခုနှစ်မှာစပြီးပေါ်လာတယ် Linux ကနဲ့ပေါ်မှာအဓိကအခြေခံပြီးတော့သူကတည်ဆောက်တာ open source software ဖြစ်တယ် open source ဆိုတဲ့သဘောကမည်သူကမဆိုလာပြီးတော့သုံးလို့ရတယ်လာပြီးပြင်လို့ရတယ်ပြင်ပြီးသူတို့စိတ်တိုင်းကြ OS တစ်ခုထပ်ထုတ်လို့ရတယ်ဥပမာမီဆိုရင် Android ပေါ်မှာပဲအခြေခံထားတာအဲ့တော့သူကဘယ်သူတွေတက်လဲဆိုတော့ဖုန်းတွေအတွက် Chromebook Android TV Android Auto နဲ့တခြားလက်ပတ်နိုင်ပေါ့နော် smart watch တွေအတွက်သူက Android OS ကသုံးတယ်နောက်တစ်ခါ Android OS က multi touch experience ရအောင်လုပ်ပေးရပေါ့နော်အဲ့ဒါကလည်းဆိုတော့အဓိကဖုန်းတစ်လုံးကိုဖွင့်လိုက်တာနဲ့နှိပ်လို့ရပြီပုတ်လို့ရပြီဆွဲလို့ရပြီဒါဘယ်သူကနေပြီးတော့နောက်ကနေလုပ်ပေးနေတယ် Android OS ကနေလုပ်ပေးနေတယ်နောက်တစ်ခါဖုန်းထဲမှာ sensor တွေပါတယ် gyroscope တို့ accelerometer တို့ဒါတွေဆိုလဲပဲလှည့်လိုက်တာနဲ့ user ကထောင်လိုက်ဓာတ်လိုက်ကြည့်နေရနေအလျားလိုက်ကြည့်ချင်တယ်ဆိုလှည့်လိုက်ရတဲ့ screen ရပါလိုက်ပြီးတော့လှည့်လာတယ်အဲ့ဒါကဒီ sensor တွေကအလုပ်လုပ်နေလို့ပေါ့နော် iOS ကကြတော့သူကiPhone တို့ iPad တို့ Apple ကထုတ်တဲ့ device တွေအတွက်အဓိကသုံးတဲ့ OS ပေါ့နော်သူကလည်းပဲ Android လိုပဲmulti touch experience ရအောင်သူကအဓိကလုပ်ပေးနေရ user ကနှိပ်တယ်ပုတ်တယ်ဆွဲတယ်ဒါအတွက်ပေါ့နော်ပြီးတော့သူ့မှာလည်းပဲအစောကပြောတဲ့ sensor 2မျိုးပါတယ်လှည့်လိုက်တာနဲ့တခါတည်း screen ကလဲသွားတာမျိုးအဲ့တော့iOS တွေစပြီးတော့ popular ဖြစ်လာတာနဲ့အမြင်က developer တွေကစပြီးတော့ကြတော့ control တွေရလာပြီးတော့သူ့ရဲ့ feature တွေကိုစပြီးတော့သုံးလို့ရလာတယ် Android iPhone 2.0 မှာဆိုရင်ဒါ software development kit ကိုစပြီးတော့introduce လုပ်တယ်စပြီးမိတ်ဆက်ပြီးအဲ့မှာဆိုရင်သူကဒါ developer တွေက iOS ပေါ်မှာသုံးမဲ့ application တွေကိုစပြီးတော့တိစောက်လို့ရသွားတာပေါ့နော်ပြီးတော့iPhone OS 3.0 မှာဆိုရင် developer တွေကအရင်ကထပ်ပို့ပြီးတော့ကြတော့လုတ်ပိုင်ခွင့်တွေပို့ရလာတယ် location တွေထည့်လို့ရတယ် notification တွေပို့လို့ရတယ်iOS 4.0 မှာကြာ multitasking တွေစပြီးတော့ရလာပြီပေါ့နော်